ဒါကတော့ဒီအလုတ်လုတ်တဲ့သူတွေအကြောက်ဆုံးနဲ့အရှောင်ကျဉ်ဆုံးအရာပါပဲဒါကိုသူတို့ဒီပုံမှန်အားဖြင့်ဘလို့ဖြည့်ရှင်းကြလဲဆိုတာကျွန်တော်ပြောပြပါရမယ်concrete mixer drum concrete ဖြော်စတ်ပိုင်းလုံးကြီးကိုရေနဲ့ဆေးချတယ်ဆိုပေမဲ့လေအတွင်းသတင်းမှာကတ်ညှိကြက်နီးရဲ့အနစ်တွေကရှိနေတုံးပါပဲဒါကြောင့်ဓာတ်တိရှိတဲ့သူတယောက်ယောက်ကတော့အဲ့ဒီကျင်းကျက်ပြီးမှောင်မဲနေတဲ့နေရာလေးတွေကိုကိုယ်တိုင်ဝင်သွားရပါတယ်အထဲရောက်လို့သူ့လည်းတစ်ချက်ထုလိုက်တိုင်းထွက်လာတဲ့ပဲ့တင်တန်းကဘလောက်တောင်ကျဲလောင်တယ်လဲဆိုရင်ခမောင်းလို့နားအကြအလျုံကိုတောင်ထိခိုက်သွားစေနိုင်တဲ့အထီပါပဲအဲ့ဒီကထွက်လာတဲ့ဖုံမှုတွေကလည်းအသားအရည်ကိုလောင်စေနိုင်လာကြောင်း mask နဲ့ ear plugs တွေကိုမဖြစ်မနေတက်ဆင်ထားရပါတယ်ဒီစက်ကီးဆော့လေတဲ့အချိန်မှာတော့အထဲမှာပိတ်မိမနေဖို့တကယ်ကိုအရေးကြီးပါတယ်ဘာလို့လဲဆိုတော့အထဲမှာရှိတဲ့ spiral blades တွေကဖျေးဒီတစ်လုံးကိုတောင်အလွယ်တကူပိုင်းဖြတ်ပြနိုင်လောက်အောင်ထပ်မြလုံးလို့ကဒါကြောင့်အလို့မစခင်မှာကားကိုတေးချ lock ချထားလေးရှိပြီးကားတော့ကိုလည်းမိမိကိုယ်တိုင်ပဲတင်ချတတ်ကြပါတယ်နောက်ဆုံးအနေနဲ့အပြင်ကလူတယောက်ယောက်ကမတော်တဆဆက်နိုးလိုက်တာမျိုးမဖြစ်စေဖို့အတွက် battery power ကိုပါကြိုတင်လှုပ်ဆောင်ထားရတာဖြစ်ပါတယ်